ဗမာလူတော့တကယ်မိမိဆန္ဒတိုင်းလွတ်လပ်စွာဆန္ဒမဲ့ပေးရွေးချယ်ခြင်းလို့ခေါ်တယ်။ဒါကြောင့်မို့တနိုင်ငံလုံးအုပ်ချုပ်မဲ့လူကျွန်တော်ရွေးရင်အဲ့ဒီလိုရွေးကောက်ပွဲလှုပ်တင်လားမလှုပ်တင်လားလှုပ်တင်ပါဘူး။ဒါကြောင့်မို့ရွေးကောက်ပွဲလုပ်ပြီးတာနိုင်ငံတော်အစိုးရနေပြီးတော့အဲ့လိုသဘောပေါက်တယ်နော်။အဲ့တစ်ဖြစ်ရိုးရှင်းရှင်းလွယ်လွယ်ကူကူပဲပြောတာ။နှစ်အဲ့ဒီမှာကျွန်တော်တို့ကမဲပေးတင်လားမပေးတင်လားပေးတင်ပါဘာကြောင့်ပေးတင်လဲကောင်းနေတဲ့တဲ့ကြောင့်ကျွန်တော်တို့မျိုးနယ်အတွက်ကျွန်တော်တို့ရွေးတဲ့အချိန်မှာအကောင်းဆုံးလူပဲကျွန်တော်တို့ကဘလို့ရွေးရမယ်ဒါကြောင့်မို့မဲုံသွားပြီးတော့မဲပေးတင်လားမတင်လားမဲုံမဲသွားပေးတင်တယ်ပေးကိုပေးရမယ်ဒါပြည်သူလူထုတဲ့တာဝန်ပဲကျွန်တော်တင်ပြတာရှင်းလားမသိမိုက်နှောင်ထားဆိုတာဘယ်တော့မှတမိုးမရှိဘူးနောက်ကြရနောက်မှရတဲ့တရင်ဟာဟိုမှာမိတော်တော့ပဲမိသားလေးတွေ့နေပြီဆိုရင်ရေနဲ့တပ်ဖြတ်လိုက်ရင်โอเคတယ်နောက်တစ်နိုင်လုံးကြာမှရေနဲ့တပ်ဖြတ်ဟိုအိမ်ကြီးတော်သွားပြီအဲ့ဒီနောင်တမျိုးဟာဘယ်တော့မှမကောင်းဘူးအဲ့လိုပဲဒီမဲပေးတဲ့ကိစ္စလေးငါတို့ပြေးလိုက်ရင်ကွာဒီလိုပဲဖြစ်ဘူးဘာဖြစ်တယ်ကွာအဲ့ဒီဟာဒီကျွန်တော်တို့စိုးကျိုးခါတော်မှသူ့ရွေးတာမှားတယ်ဆိုတာတဲ့စိုးစိုးလေးကတိပြီးတော့ကိုမဲသွားပေးလိုက်ရင်အဲ့လိုဖြစ်မလားဒါကြောင့်မို့အဲ့ဒီနောင်ဒါမျိုးမရအောင်တွေ့မဲကိုသွားပြီးတော့မဲပေးတင်လားမတင်လားပေးတင်တယ်ဒါဒုတိယချက်တတိယချက်ဘယ်လိုပေးမလဲစဉ်းစားဖို့လိုလားမလိုလားကျွန်တော်ပြောပြမှာလားကိုယ့်ကိုစဉ်းစားမှာကိုရက်ကွက်တဲ့ကိုယ့်အိမ်ထဲမှာနေတော့ကိုသားသမီးတွေမှာရှိတယ်ဒီတော့ဇာကြိုးသားတယ်ဒီသမီးကတော့မကြိုးသားဒီကောင်မတော့ဟာမှန်မဲ့ကြည့်နေအလားပဲပြင်နေဆယ်လီပဲလုပ်နေဘာဖြစ်မဲ့ကောင်မညာဖြစ်မဲ့ကောင်မဒါကျွန်တော်ငယ်တဲ့အဖြစ်ပြီးပြောနေကြဟုတ်လားမဟုတ်လားတောသားလို့ပဲပြောတာကောင်းတယ်ဗျဘလောက်စာတက်တဲ့တောသားပဲမနေ့စာစားတယ်ကျွန်တော်ဘာမှစားလဲပဲပြုတ်နဲ့ထမင်းငါ6ရှိတာကျွန်တော်မေးတယ်တို့ကငယ်လေးကဒါဝစားလာထမင်းညာငယ်နဲ့ပဲပြုတ်နဲ့ဒီအရှိကနေပဲပေါင်းပြုတ်ရတယ်ဆိုကျွန်တော်မှခေါ်လိုက်ပြီအမေကပဲကြော်လေးဝယ်ပြီးတယ်အဲ့ဒါနဲ့စီနဲ့စားပြီးတော့ကျောင်းသွားတက်ခဲ့တာအဲ့တော့ဗမာလိုပဲရှင်းရှင်းကျွန်တော်တို့တောသားလို့ပြောမှဆိုရင်တစ်ချက်ကျွန်တော်တို့ကောင်းတဲ့လူရွေးဖို့မလိုဘူးလားအချင်းစာရိတ်တာကောင်းတဲ့လူနဲ့မကောင်းတဲ့လူဘယ်လိုရွေးမလဲအချင်းစာရိတ်တာကောင်းတဲ့လူရွေးမှာပေါ့ကိုချင်းတရားကောင်းတဲ့လူနဲ့မကောင်းတဲ့လူဘယ်လိုရွေးမလဲကိုမျိုးရွာကိုအုပ်ချုပ်နိုင်တဲ့လူနဲ့မအုပ်ချုပ်နိုင်တဲ့လူဘယ်လိုရွေးမလဲစာတတ်တဲ့လူနဲ့စာမတတ်တဲ့လူဘယ်လိုရွေးမလဲအဲ့ဒီထက်မှကိုပိုင်ညာနဲ့စဉ်းစားပြီးစင်ကျင်တို့တရားရှိတဲ့လူနဲ့မရှိတဲ့လူဘယ်လိုရွေးမလဲအဲ့လိုလူမျိုးရွေးရမှာပေါ့ဘာမှမသိဘူးဆိုရင်အဲ့ဒီလူတယောက်ကဘာမှမသိဘူးဆိုရင်သူ့ကြည့်လိုက်တဲ့နဲ့လူရဲ့အင်္ဂိတ်မှာသူကပေါ်ပြီးသားပါမျက်နှာမှာပေါ်ပြီးသားဒီလူဒီရိုးသားလားမရိုးသားသလားပြီးသူ့ရဲ့ပညာရည်ချင်းကိုကြည့်လိုက်ဩဒီလူကတော့ဘွဲတွေလောက်ရတာပဲဘာတွေတွေ့ကြုံရှိတာပဲဒီလူကတော့ဘလောက်ပဲရှိတယ်ဒီလူကဘလောက်ရှိတယ်ဆိုရင်ဘယ်လိုပေးမလဲအဲ့ဒီဘွဲတဲ့လူကျွန်တော်ကိုရမှာပေါ့စာတတ်တယ်အသိဉာဏ်ရှိတယ်စင်ကြင်တို့တရားရှိမှာပေါ့သူယူထားတဲ့ဟာနဲ့သူသိက္ခာသူမထိဘူးဆိုတဲ့လူကတရားမှာတယောက်တော့ရှိကောင်းရှိမှာပေါ့တိုးအများစုကသူရထားတဲ့ဂုဏ်သိက္ခာကိုသူထိန်လားမထိန်လားအကြမ်းမြင့်ကြည့်လိုက်မှဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်တိုင်လောင်းနေသည်တစ်ချက်ကိုချင်းတရားကောင်းဖို့လိုလားမလိုလားလိုပါဘူးနှစ်ချက်စာပေတတ်ကြွမှုရှိဖို့လိုလားမလိုလားသုံးချက်ကိုရရောကောင်းကျိုးပြုမဲ့လူဖြစ်ဖို့လိုလားမလိုလားလိုပါဘူးလေးကိုစာတီတာဖြစ်ဖို့လိုလားမလိုလားလိုပါဘူးနောက်တစ်ခုကကိုရရောကောင်းကျိုးအားလုံးနဲ့ဆက်ဆံတဲ့ကမှာပြည်လျော်ဆက်ဆံနိုင်တဲ့လူမျိုးဖြစ်ဖို့မလိုဘူးလားလိုလားလိုပါဘူးလိုတယ်အဲ့ဒါမျိုးတွေကြည့်ပြီးတော့မှကျွန်တော်တို့ကရွေးပါကျွန်တော်တို့ရဲ့ကိုယ်တိုင်လောင်းစီတစ်ကိုချင်းတရားကောင်းရဲ့လားနှစ်အကျင့်စာရိတ္တကောင်းရဲ့လားသုံးစာပေပညာတတ်ကြွမှုရှိရဲ့လားလေးပေါင်းသင်းဆက်ဆံမှုပြည်လဲရဲ့လားငါရက်ွက်ကိုမျိုးရောအုပ်ချုပ်ရင်အုပ်ချုပ်နိုင်တဲ့အုပ်ချုပ်စစ်ရေစွမ်းရည်တွေပြေးသွားတဲ့လူဖြစ်ရဲ့လား6ကိုမျိုးနယ်ကိုတီထောင်တဲ့အခါမှာအဲ့လိုတီထောင်နိုင်တဲ့စွမ်းရည်တွေရှိရဲ့လားခုနှစ်အထက်အောက်ဘေးဝဲရ
ဆက်ဆံရေးကောင်းမွန်တဲ့လူပြည့်လားရှေ့ပေါင်းစပ်ညှိနှိုင်းတဲ့နေရာမှာတော်ရဲ့လားအဲ့ဒါတွေကျွန်တော်တို့ကြည့်ပေးဖို့မလိုဘူးလားလူချင်းတူလာတယ်ပညာရေးချင်းတူလာတယ်ဆိုရင်ခုနအဲ့ဒီအချက်ချက်နဲ့ပေရန်နဲ့တိုင်းလိုက်ဘ누구ကတာတယ်ဆိုတာသိလားမသိဘူးလားအဲ့တာတဲ့လူကိုကျွန်တော်ရွေးတင်လားမရွေးတင်လားအဲ့လိုရွေးမှကျွန်တော်တို့မျိုးရောကောင်းမှာပေါ့